မင်္ဂလာပါရှင်အခုကျမတို့ရောက်ရှိနေတဲ့နေရာကတော့နေ့စဉ်ဝါကောင်လာမှာစိတ်ကားတိုင်းမြိုက်စွာကျင်းပပေးလေးရှိတဲ့မန္တလေးတိုင်းဒေသကြီးမရယာမြို့နယ်တောင်မြုံကျေးရွာကသမိုင်းဝေတောင်မြုံရိုးရာပွဲတော်ကြီးပဲဖြစ်ပါတယ်ပွဲတော်ကာလအတွင်းယနေ့ရဝေးမှာလာရောက်ကြတဲ့ဖျားဘူးပြည်သူတွေရိုးရာယုံကြည်မှုတွေနဲ့အတူပူဇော်ဝဲကိုလာရောက်ကြတဲ့ပြည်သူတွေနဲ့ပွဲတော်ကြီးတစ်ခုလုံးဟာကြက်ပြတ်မကြစိတ်ကားလေးရရှိနေပြီးမြန်မာရိုးရာမုံမျိုးစုံနဲ့ဒေသထွက်ကုန်ပစ္စည်းများရောင်းချနေတဲ့ဈေးဆိုင်တန်းတွေကလည်းပွဲတော်ရဲ့အသက်ဝိညာဉ်ကိုပုံမပေါ်လင်းလျက်ရှိနေပါတယ်ဒီတဲ့ရင်ကိုကျမတို့မန္တလေးမြို့တော်စီမံသားရေးကော်မတီသတင်းရုပ်သံထုတ်ပြန်ရေး MTY Press မှတင်ဆက်ပေးမှာဖြစ်ပါတယ်ဝါကောင်လာစမ်း8ရက်ကနေဖွင့်ပွဲခမ်းနားတွေလောက်တယ်ပေါ့ဝါကောင်လာပြီးခေါ်စကန်ရွာ8ရွာနဲ့မြို့နယ်ဆရာတော်ကြီးများနဲ့သွမ်းစပိတ်လောင်းလူပွဲတန်ငါပါ150ကျွန်တော်တို့လူပါတရက်ကံမင်းကံလွန်လောင်းဆလွန်ပြူညောင်ကုန်းကျန်ကံပေါ့ခေါ်စကန်ရွာတွေလောင်းလူရတာပေါ့အကုန်စီစဉ်ထားတယ်ပေါ့ဒီပွဲတော့ကျင်းပတဲ့ပြီးတဲ့ချိန်ဒီစီနေတာလေရုံတို့ထိန်ကုတ်တို့သူတော့ရှိတော့လေသူရက်နဲ့သူရှိတဲ့ချိန်ကျတော့စီလာတယ်လေဒီပွဲတော်ကြီးလည်းဒါစိတ်အေးချမ်းသာရစွာနဲ့ဒီပတ်ပေါင်းဆောင်ကနေဈေးသူဈေးသားတွေလည်းဆင်ပြေကြောမွေအောင်ဂီးသွားပြည်သူတွေလည်းဆင်ပြေအောင်ကျွန်တော်တို့လည်းဒီကနေဆောင်ရွက်ပေးနေပါတယ်လို့လာရောက်ကြဖို့ကကျွန်တော်တို့ဖိတ်ခေါ်ပါတယ်ပေါ့အနော်ရထားမင်းဆွဲတော်ပင့်ပြန်လာမှာယာယီစာနာဖြစ်ဆာမြိုင်အဲ့ဒီချိန်မှာဘုရားရဲ့ငုတ်တုပေါ်လေတွေ့ရှိတဲ့အတွက်ဆူတောင်းပြည့်မြတ်စွာဘုရားရဲ့လို့စတင်ပြီးတော့အများပြည်သူများနဲ့အတူဘုရားကိုတီတာကိုးရတော်မူခြင်းဖြစ်ပါလေဗျရှင်တစ်ပါးနဲ့ပတ်သက်ပြီးတော့ချွေးတော်သုံးခြင်းနောက်နတ်ညီလာခံတက်ခြင်းထိန်ခုတ်ခြင်းပြုံထိုးခြင်းရွှေဘုံဆင်းခြင်းဆိုတဲ့ရက်9ရက်ကိုတတ်မှတ်ပေးခြင်းဖြစ်ပါတယ်လာရောက်ရောင်းချတဲ့ဒေသတွေကတော့များသောအားတော့စကိုင်းတိုင်းဘက်ကတော့ရန်ကုန်ဘက်ကတော့ပေါ့လေအနည်းဆုံးတောင်ပွဲတော်ကိုလာကြတယ်ခင်ဗျဈေးကြီးဈေးလေးဖျားတဲ့ဈေးဈေးသုံးသိန်းမှာဆိုင်ကန်းပေါင်း919ခန်းဝယ်ရှိတယ်ခင်ဗျကျွန်တော်တိုင်းသားလူကောင်းဆောင်အားလုံးတို့ကိုတောင်မြုံပွဲတော်ကြီးကိုလာရောက်ပေးပါလို့ကျွန်တော်အနေနဲ့ဖိမှန်တကပြုအပ်ပါတယ်ခင်ဗျဘာကောင်လာစမ်း8ရက်နေ့မှာစပါတယ်ဗျ10ရက်နေ့ညနေမှာညီလာခံစပါတယ်ဗျညီလာခံအကုန်ပြီးသွားပြီဆိုတာနဲ့ဖျားကြော့မယ်နတ်ကြီးကောက်မယ်တက်ပွဲချော့ပွဲတွေရှိပါတယ်ခင်ဗျတညလုံးပါပဲတော်မျိုးမင်းနှမရဲ့ပွဲတော်တက်တော့မဟုတ်ပါဘူးအနော်ထာမင်းကြီးတည်ထားခဲ့တဲ့စုတော်မြေဖျားပွဲတော်လည်းဖြစ်ပါတယ်ဗျအနော်ထာမင်းကြီးနဲ့တော်မျိုးမင်းနှမတို့ကလည်းဆက်နွယ်နေပါတယ်မင်းနှမကိုဒီမှာနန်းဆိုင်ပြီးတော့အုပ်စိုးစီခဲ့ပါတယ်ပေါ့တစ်နေ့တစ်ချိန်ပွဲကျင်းပခွင့်ပေါ့နေ့စဉ်နေ့တိုင်းကျင်းပခဲ့တာတော့ကျွန်တော်တို့ဘိုးဘွားပြည်ပင်လက်ထက်ကလေးရပဲဗျတော်မျိုးမင်းညီနောင်ရဲ့တမိုင်းတန်းကတော့နှစ်ပေါင်း900ကျော်ဝန်းကျင်လောက်ရှိပါပြီကျော်စင်တလောပိုင်စားဆိုတဲ့ရေးဘိတ်တဝဲထီအောင်နောက်ဆုံးမြကြီးနားတာချီလိတ်အနောက်ဘက်ရခိုင်ပြည်နယ်ကလည်းလာရတာပဲခင်ဗျဒီနှစ်ကတော့အစီအဆုံးပါပဲခင်ဗျပျော်ရွှင်နဲ့လာရောက်ဖို့လည်းဖိတ်ခေါ်ပါတယ်လူ20အဖွဲ့ကားနဲ့လာပါတယ်ကိုတော့ပွဲကိုနေ့တိုင်းလာပါရသေးဆိုပြီးတော့ဒိတ်ထံပြီးတော့လာတာဒီနေ့အစီအုံးပဲခရိုင်းနေ့တည်းမင်းတို့ချောင်းချောင်းလဲလဲသွားရတာပြောပြောပါပါလမ်းကြတော့လဲအဲ့လိုပဲပတ်စံနေပါတယ်ကြဲကကြခုံကြပေါ့အဲ့လိုလာပါတယ်တောင်မြုံပွဲတော်ကိုနည်းနည်းရရကလာကြပါကျမတို့ကဖိတ်ခေါ်ပါတယ်နှစ်တိုင်းလာပါတယ်ရှင်းနှစ်30ကျော်ပြီတောင်မြုံကိုရောက်လာတဲ့ရှေ့ယူရီယာလည်းအရင်စီကားတာပဲဒီမှာလည်းတော်တော်များများလာကြပါတယ်ကျမတို့ကကားနဲ့လာတာ21ယောက်ပါရှေ့အနေနဲ့ရရပြည်သူတွေလည်းဒီတောင်မြုံပွဲတော်ကိုလာပေးကြပါရှင်းဖိတ်ခေါ်ပါတယ်ဒိတ်တန်အောင်ပါတယ်ဒီနေ့ဒိတ်တန်အောင်ပြီးတော့လူဝါလောက်တော့ရှိပါတယ်30လောက်တော့ရှိပါတယ်ရှင်ကားနဲ့လာတာပါရှင်နှစ်တိုင်းလာပါတယ်ရှင်လူစီတွေတော်တော်စီပါတယ်ပျော်လဲပျော်ပါတယ်ကိုတော်ကြီးတို့ကိုတော်လေးတို့အတွက်ကိုဓမ္မောက်လည်းပျော်ချင်ပါတယ်တမိုင်းဝင်တောင်မြုံပွဲတော်ကြီးကိုနှစ်စဉ်ဝါကောင်လာဆန်းမှာဝါကောင်လာပြည့်နေ့အထိစီကားတိုင်းမြိုက်စွာကျင်းပပြုလုပ်လျက်ရှိရာအခုနှစ်တွင်လည်းအနေနဲ့ရရမှပွဲတော်လာပြည်သူများဖြင့်ကြက်ပြတ်မကြစီကားလျက်ရှိနေပြီးယုံကြည်ကိုယ်ရဲ့မှုဆိုင်ရာရိုးရာဓလေ့များပျော်ဝဲရှင်ဝဲများဖြင့်ဝါကောင်လာပြည့်နေ့တွင်ဗုဒ္ဓဘုဇနီယစွန်းတော်ကြီးလောင်းလို့ခြင်းနဲ့အတူပွဲတော်ကြီးကိုအောင်မြတ်စွာကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်းသိရပါတယ်ရှင်